သားနဲ့တစ်ထပ်သေးကြပြီးတော့ဆိုအီပြီးတော့ glow ဖြစ်နေတဲ့ look မျိုးလိုချင်တယ်ဆိုတဲ့သူတွေ Hello အားလုံးပဲမင်္ဂလာပါယူဆန် beauty vlog ကနေကြိုဆိုလိုက်ပါတယ်ယူဆန်ကဒီနေ့ဗီဒီယိုလေးမှာတော့ NARS ကနေပြီးတော့ပေါ့နော်2023က limited edition အနေနဲ့ထွက်ထားတဲ့ all that glitter ဆိုတဲ့ဒီ cheek palette လေးကို review လုပ်ပြီးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီ palette ထဲမှာပါတဲ့ color လေးတွေရဲ့ swatch တွေနောက်ပြီးရင် color pigmentation တွေဘယ်လိုရှိလဲဆိုတာသိချင်တယ်ဆိုလို့ရှိရင်เนาะဗီဒီယိုကိုအဆုံးထိကြည့်ပေးပါဦးเนาะတန်တို့သူ့ရဲ့ packaging ကိုကြည့်မယ်ဆိုရင်ဒီမှာဒီလိုရွှေရောင်ရောင်ပြန်လေးနဲ့လာတဲ့ပူလီယာပေါ့နော်ဒါကတော့အရှိဘက်အချမ်းပါနောက်ဘက်ချမ်းကိုကြည့်လိုက်မယ်ဆိုလို့ရှင်ဒါသူ့မှာပါဝင်ပစ္စည်းတွေပါညာတာကရေးထားပြီးတော့ဒီမှာကဘူးမှာပါတယ်ကာလာ6ရောင်ကိုသူကပုံစံလေးတိုင်အောင်ပြပေးထားတယ် packaging ကတော့လုံးဝပြောင်လေးပေါ့နော်အဲ့လိုမျိုးရောင်ပြန်လေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကြည့်လိုက်တာနဲ့နည်းနည်းလေးbrand မှန်သိတာရယ်ပေါ့နော်ပြီးသွားလို့ရှင်ဆက်လို့ဖောက်ကြည့်လိုက်မယ်ဆိုလို့ရှင်သူကဒီထဲမှာဘူးလေးကဒီလိုလေးပေါ့နော်ဒီမှာအဲ့မဲ့ဖြစ်ကုန်ပြီဒီမှာ NARS ဆိုပြီးတော့ဒီမှာ logo သူ့ရဲ့ brand logo လေးပါတယ်ပေါ့နော်အဲ brand logo အောက်မှာပဲ let glitter လေးတွေနဲ့ထည့်ပြီးသူ design ပေါ်ထားတယ်ပေါ့နော်ပြီးရင်ဒီအနောက်ချမ်းမှာဆိုလို့ရှိရင်သူ့ရဲ့ဒီမှာပါတဲ့ palette မှာပါတဲ့အယောင်6ရောင်ရဲ့နာမည်လေးတွေကိုသူရေးပြထားတယ်ပေါ့နော်သူကဖွင့်ရနည်းနည်းတော့ကြက်တယ်ဒီစမ်းမေအထားမကြသေးလို့လားတော့မသိဘူးပေါ့နော်ဟိုဒီ palette လေးကိုဖွင့်ကြည့်လိုက်မယ်ဆိုလို့ရှိရင်သူ့မှာမှန်လေးပါတယ်ဒီမှာအယောင်6ရောင်ပါတယ်ပေါ့နော်ဒီစမ်းဒီ6ရောင်လုံးလက်မှာအရင် swatch လုပ်ပြမယ်ပေါ့နော် swatch လုပ်ပြီးပြီဆိုတော့မှဒီပါမှာချမ်းစီကိုတရောင်စီနဲ့လိမ့်ပြမယ်ပေါ့နော်အဲအားကြောင့်မို့လို့စမ်းဒီ foundation ဒီ makeup ကိုတော့မှ foundation ပါညာအကုန်လုံး eye shadow လိမ့်နှမ်းပြီးဒီပါနီတနည်းအားပဲကွက်ချန်ပြီးတော့ထားခဲ့ရပါပေါ့နော်တော့0တော့အရင်ဆုံးဒီလက်မှာ swatch အရင်လုပ်ပြပါမယ်matte color ပန်းရောင်လေးဒီမှာလုံးဝ lemon နီလေးပေါ့နော် vertigo တဲ့ဒါ CD light lemon ရောင်လေးပေါ့နော်နောက်တစ်ရောင်ကကြတော့ wild side ဒါကပုံမှန် mini ကြ light ကိုအရောင်လေးเนาะသူ့နာမည်ကကြတော့ဗာလဲဆိုတော့hot spot လို့ခေါ်တယ်ဒါလေးက peach အရောင်လေးပေါ့နော်ပြီးရင်နောက်ဆုံးတစ်ရောင်ကဗာလဲဆိုတော့ Sabrina ဆိုတဲ့ဟာလေးအညိုသွားတယ်ဒီမှာဒီလိုမျိုးလေးအေးလိုမျိုးလေးပေါ့အဲ့တော့ဒီအရောင်လေးကုန်လုံးလက်မှာ swatch လုပ်ပြပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့စမ်းဒီမျက်နှာမှာဒီတချမ်းကိုတစ်ရောင်အနေနဲ့လုပ်ပြပြပါမယ်အရင်ဆုံးဒီပန်းရောင်လေးပေါ့နော်ပန်းရောင်လေးစမ်းဒီဘက်ညာဘက်ပါမှာတင်ပြမယ်စံဒီ color ကိုပေါ့နော်တေချာမြင်ရအောင်ဆိုပြီးစံ green light တွေပါမဟုတ်ဘဲနဲ့ပေါ့နော် natural light နဲ့ပဲစံဗီဒီယိုခုရိုက်ပြထားတာပါဆိုတော့ဒီမှာပန်းရောင်လေးသုံးလိုက်မယ်ပေါ့နော်သူကလေပန်းရောင်လေးကလေတော်တော်လေးလာတယ်ဒီစံကြတော့ပုံမှန်ဆိုလို့ရှိရင် warm tone လေးနာများတယ်တခုဒီပန်းရောင်လေးကကြာ cool tone လေးပေါ့နော်ဒါပေမဲ့တော်တော်လေးလာတယ်ပြီးရင်သူကလေယူရတာကောင်းတယ်ဆိုတာဘယ်လိုမျိုးလဲဆိုတော့တချို့ palette တွေဆိုရှိရကွာ pigmentation အများကောင်းတယ်ဒါပေမဲ့ तू ကယူလိုက်တယ်ဆိုလို့ရှိရင်လက်ကိုတေချာထိမ့်ပြီးယူမှာပေါ့နော်မဟုတ်လို့ရှိရင်အဲ့မှာကွက်လိုက်ကြီးအထင်းလိုက်ကြီးဖြစ်သွားတော့ blend လုပ်ကြတာနည်းနည်းခက်တဲ့ဟာမျိုးရှိတယ် तू ကကြတော့ layer alike သွားလို့ရအောင်ပေါ့ buildable ဖြစ်တဲ့ pigmentation ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ beginners တွေအတွက်လည်းအဆင်ပြေမယ်လို့ထင်တယ်ပန်းရောင်ကြီးလှရတော့တော်တော်လှရနော်တော်တော်လှရ user ကြိုက်တယ်ပုံမှန်ဆိုရင်ပန်းရောင်တိတ်မတုံးကွာဒီစံပန်းရောင်တိတ်ကြိုက်တဲ့လူမဟုတ်ဘူးသူကဘာလဲဆိုတော့ဟိုထက်လိမ့်လေးအယောင်ထွက်လေးပေါ့လက်ထိန်ပြီးမယူတတ်တဲ့လူဥမာ beginners တွေပေါ့နော် makeup နဲ့တိတ်ပြီးတော့ဘလိုမျိုးကြီးအကျွမ်းတဝင်မရှိတဲ့လူတွေအတွက်ဆိုရင်တော့မှ तू ကအဆင်ပြေတယ်လက်ထိန်ပြီးယူစရာမလိုဘူးတဖြည်းဖြည်းနဲ့ color ထွက်အောင်တင်ဝါလို့ရတယ်အဲ့တော့နောက်တစ်ရောင်တော့စံ lemon နီရောင်လေးဒီဘက်မှာလုပ်ပြမယ်ဒီ lemon နီရောင်ကတော့နည်းနည်းလေးသတိထားရမယ်ဘာဖြစ်လို့ तू ကကာလာနည်းနည်းတောက်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဘလိုမျိုးဘဲလျန်းကြီးတောက်သွားတာတော့မဟုတ်ဘူးဖြီရဒါတော့အဆင်ပြေတယ်ဒါပေမဲ့အယောင်လေးကဒီခုနအယောင်ထက်တော့နည်းနည်းတောက်တော့ပေါ့နော်ဒါလေးကကြတော့ vertigo ဆိုလက်မှာဆန်းတုံးကတော့နော်ဟို blend တေချာမလုပ်ထားတော့လေရဲတောက်ကြီးနဲ့ဟိုတိတ်မလှဘူးလို့ထင်ရပေမဲ့အခုပါးပုံမှာလိမ့်လိုက်တဲ့အခါကျတော့ဒီ vertigo အနီရောင်လေးကလည်းတော်တော်လှတယ်ဒါစံဟိုတေချာလိမ့်တာမဟုတ်ဘူးလေကာလာဆန်းပြဆိုတိတ်ပြီးတော့အရင်ဘလန်တိတ်မလုပ်ချင်တော့ဘူးဒါကတော့ vertigo ဆိုတဲ့အနီရောင်ပေါ့နော် lemon နီရောင်လေးပဲဖြစ်ပါတယ် okay အဲ့တော့ဒီကပထမကဒါကတော့ပန်းရောင်ပေါ့နော်ပန်းရောင်လိမ့်ထားတာပါဒီကတော့ဒုတိယ vertigo ဆိုတဲ့ lemon နီရောင်လေးလိမ့်ထားတာပါ
Okay ဒါလေးကတော့ city light ပါ city light ဆိုတာကဒီရွှေလိမ္မော်ရောင်လေးပေါ့နောက်တစ်ခုကကြတော့ peach ရောင်လေးဖြစ်တဲ့ hotspot လေးကိုမြင်ပြပါမယ်ပါနေရဲတာမကြိုက်တဲ့သူပါယုံနောက်လေးပဲကြိုက်တဲ့သူတွေဆိုတော့ဒီကာလာလေးကအဆင်ပြေတော်တော်လေးလာတယ်ဒီဘက်ကကြတော့လိမ္မော်ရွှေလိမ္မော်ရောင်ပေါ့နော်ဒီဥက္ကာကြတော့ peach အရောင်လေးပေါ့နှစ်ခုလုံးကလေသူ့ဟာလေးနဲ့သူတော်တော်လှတယ်ဒါလေးဆိုရင်အသားလက်တဲ့သူညိုတဲ့သူနဲ့လိုက်မယ်တရားဆိုလို့ရှိရင်အသားဖြူတဲ့သူလက်တဲ့လူနဲ့လိုက်မယ်ပေါ့နော်အခုကကြတော့နောက်ဆုံး2ရောင်ပဲကြံတော့ရပေါ့2ရောင်ပဲကြံတာဘာလဲဆိုတော့wild side ရယ် Sabrina ရယ်ပေါ့နော် wild side ကကြတော့ပုံမှန်မြင်နေကြ highlight တဲ့အရောင်မျိုးပဲပေါ့နော် light ကိုခါလာလေးပေါ့ wow ကြည့်လိုက်လုံးဝအရန်မိုက်တယ်နော်လုံးဝဂလိုးထွက်ပြီးတော့ဒီဆိုလေးနဲ့ဂလိုးနေတဲ့ပုံစံမျိုးလေးရတယ်နော်ဒါကဘာလဲဆိုတော့ wild side ဆိုရယ် light ကိုမိန်ရောင်လေးဟဲ့တော်တော်မိုက်တယ်နော်တော်တော်မိုက်တယ်နော်လုံးဝဆုံးချန်တဲ့တရားဒီ Sabrina ကိုသွားကြမယ် Sabrina ကကြာရစံတင်တဲ့ contour အရောင်လောက်ဖြစ်မယ်ပေါ့နော်ကြာရစံဒီမှာတစ်ချက်လိမ့်ပြမယ်သူကလေဒီမှာကျတော့အညိုရောင်လေးဖြစ်ပေမဲ့လို့ဟိုလိုမျိုးအရန်အညိုကြီးမဟုတ်ခဲနဲ့လေ bronzer အရောင်မျိုးလေးဖြစ်တယ်ရန်ဒါလေးဆိုကြလုံးဝ highlighter အနေနဲ့ဆိုလုံးဝ share ပဲလုံးဝပြောင်းပြီးတော့လေတော်တယ်ဖြစ်နေဒီဘက်ဆိုလဲလှတယ်ဟိုးစိုက်တယ်အဲ့တော့ဆန်အခုဒီ palette ထဲမှာပါသမျှအရောင်တွေကိုလက်မှာလည်းတယောင်ချင်းစီ swatch လုပ်ပြပြီးသွားတဲ့အပြင်ကိုဒီပါးမှာလည်းပေါ့နော်ဒီလိမ့်လိုက်လို့ရှိရင်ဘယ်လို color ထွက်လေးဖြစ်လဲလှလဲဆိုတဲ့ဟာကိုဆန်ပြပြီးသွားပြီအဲ့အချုပ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒီပါးနီလိမ့်ပြီးတဲ့အချိန်မှာလုံးဝအသားနဲ့တစ်ထပ်သေးကျပြီးတော့ဆိုပြီးတော့ glow ဖြစ်နေတဲ့ look မျိုးလိုချင်တယ်ဆိုတဲ့သူတွေနောက်ပြီးသွားလို့ရှိရင်ဒီအဓိကတော့ beginners တွေပေါ့နော်သူက color pigmentation ကဒီ buildable ဖြစ်တဲ့အတွက်ကြောင့်မို့လို့တခါလေးနဲ့အများကြီးယူမိသွားမှာစိုးရိမ်စရာမလိုဘူးအဲ့ဒီအတွက်ကြောင့်မို့လို့ဒီ palette လေးက beginners တွေအတွက်လည်းအဆင်ပြေနိုင်တယ်နောက်ပြီးသွားလို့ရှိရင်လည်းမှာပါတဲ့ color တွေကဘာဖြစ်လဲဆိုတော့ဒီ soft look ပတ်သွားမလား bold look ပတ်သွားမလားဒီ palette လေးကတော်တော်လေးအသုံးဝင်မှာဖြစ်တယ်ဒါဝယ်သင့်တဲ့ palette ထဲပါတယ်ပေါ့နော်ဒီစံအဲ့ဒါလေးပြောချင်ပါတယ်ဒီစံကဒီ cheek palette လေးကိုသုံးပြီးတော့ဒီမျက်နှာတစ်ခုလုံးမှာဘယ်လိုလေးပြင်လို့ရလဲဆိုတာကိုဗီဒီယိုလေးတစ်ခုထပ်လုပ်ပြီးမှဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဗီဒီယိုလေးကိုကြည့်ချင်တယ်ဆိုလို့ရှိရင်လည်း Use and Beauty account လေးကို like and follow လေးလုပ်ထားပေးပါဦးเนาะအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာတွေ့မယ်เนาะတတ်တာ